ဒီနေ့တော့နားရက်လေးရတာနဲ့ကျွန်တော်ဟန်တာဆန်ဝေးတရားရှိတဲ့ဘက်ကိုသွားခဲ့ပါတယ်ဒီနေ့ရာသီဥတုကတော့မိုးပါးလေးတွေနည်းနည်းကျနေတယ်ပေါ့နော်ကျွန်တော်တက်ဖြစ်အောင်တက်ခဲ့လိုက်ပါတယ်ဒီတရားကတော့စင်ကာပူရဲ့လူကူးကုန်းကျော်တရားတွေထဲမှာအမြင့်ဆုံးတစ်ခုဖြစ်ပါတယ်မြေပြင်အမြင့်ပေ38မီတာရှိပြီးတော့အရှည်အနေနဲ့284မီတာရှိတယ်လို့သိရပါတယ်ဒါကတော့လမ်းတစ်ဝက်မှာမြင်ရတဲ့မြင်ကွင်းတွေပေါ့နော်ကျွန်တော်နဲ့အတူတူဆက်ပြီးတော့တွားကြည့်ရအောင်ပါကျွန်တော်လိုပဲနားရက်မှာတိတ်တိတ်ဆိတ်ဆိတ်လေးနေပြီးတောတောင်သဘာဝကိုခန်းစားခြင်းတဲ့သူတွေအတွက်တော့ဒီနေရာလေးကအရန်ကောင်းပါတယ်တိတ်ဆိတ်တဲ့နေရာကိုလည်းရှာနေတယ်ဖြူလှလှလေးကိုလည်းကြည့်ကျင်တယ်ဆိုရင်နောက်ပြီးဓာတ်ပုံလှလှလေးကိုရိုက်ချင်တဲ့သူတွေအတွက်တော့ကျွန်တော်ဒီနေရာလေးကိုတွားကြည့်ဖို့အကြံပေးပါတယ်ရှေ့မှာတော့တရားကိုတွေ့နေရပါပြီကျွန်တော်တို့အတူတူတွားကြည့်ကြအောင်တရားပေါ်မှာဆိုရင်တော့ထိုင်ကုန်လေးတွေအနှဲငယ်ရှိပြီးတော့တိတ်တဆိတ်နဲ့အေးအေးဆေးဆေးစာဖတ်ရှင်တဲ့သူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်တရားပေါ်နေမြင်ရတဲ့မြင်ကွင်းတွေကလည်းအရန်ကိုလှပါတယ်အပေါ်စီးကနေရှုခွင်းနေကြီးဓာတ်ပုံတွေဝအောင်ရိုက်ပြီးတော့ကျွန်တော်တရားအဆုံးဘက်ကိုလမ်းလျှောက်ထွက်ခဲ့ပါတယ်နေရာတွေအကုန်လုံးကိုတော့လိုက်မကြည့်ခဲ့ပြီမယ်တော်တော်များများကိုတော့ကျွန်တော်ဓာတ်ပုံတွေရိုက်ဖြူတွေကြည့်ခဲ့ပြီးဖြစ်တဲ့အတွက်ကျွန်တော်အခုအပြန်လမ်းကိုသွားနေပါပြီအပြန်လမ်းမှာတော့ရေစာလာလို့အကျွေးစီးနဲ့အရေဝဲတောက်ခဲ့ရပါတယ်ဒီနေ့ရဲ့ vlog လေးကိုတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်